ဒီနေ့ကကင်မရာသွားယူမလို့ပေါ့နော်အလုပ်တွေကမအားပေမဲ့ကင်မရာလည်းကိုလိုချင်တဲ့ဟာလေးရဆိုတော့အဲ့ဒီဟာလေးသွားယူမလို့ပါရွေးထားတာ3လုံးပေါ့နော် Sony A6400 ရယ် Sony ZV-10 ရယ် Osmo Pocket အခုနောက်ဆုံးထွက်ထားတဲ့ Osmo Pocket 4ရယ်ဘယ်ဟာယူလိုက်လဲဆိုတာတော့နောက်ဆုံးမှပြောပြထားပါတယ်ဘာလို့အဲ့ဒီဟာကိုရွေးလဲဆိုပြီးတော့လည်းပြောပြထားရပေါ့နော်ကိုကဘယ်ဟာလုံးမှလဲ floor ရိုက်မှာလားဘာလုံးမှလဲပေါ့မူတည်ပြီးတော့ရွေးရမှာဆိုတော့ဘာရွေးလိုက်လဲဆိုတာကိုနောက်မှပြောပြထားပါရေးအဲ့ဆိုရင်တော့အခုသွားယူရမယ်ပေါ့နော်ဆိုင်က9နာရီဆိုပိတ်မှာအခုတော့3နာရီလောက်ဖြစ်နေပြီ3နာရီထိုးနေပြီထင်တယ်အားကြောင့်မလို့မြန်မြန်သွားပါမယ်ဒီနေ့အပြင်မှာလည်းမိုးတွေအရမ်းမှောင်နေတာပေါ့နော်အခန်းမှာတော့မမီးထွန်းထားလို့လင်းနေရခုန6ရောက်ကြီးကမေးမှသိရတဲ့6ရောက်ကကျမအကိုအရင်6ရောက်နော်သွားပါမယ်ကိုဒီနေ့ဟောအင်းကားလေးနဲ့သွားရမှာဒီနေ့ကစုံရကြီးဖြစ်နေရယ်ကွယ်ဝါမီပဲစီးတော့ပါမယ်ကုန်ကြတတ်တာပါရဲ့ကင်မရာဝယ်ပြီးလို့ရှိရင်ထမင်းငတ်မကိပေါ်နေပြီထမင်းကငတ်တော့မှာကင်မရာဝယ်ပြီးရင်နဲ့ထမင်းမဖြစ်တော့မှာတော်တော်မီးပိတ်လိုက်တဲ့ချင်းချင်းမှောင်သွားမယ်ကင်မရာတော့ဝယ်ကြပါမယ်ပစုံတောင်သွားပါမယ်အခုဆိုရင်တော့ဆိုင်ုံသွားနေပါပြီပန်ရွေးထားတာ3ခုထဲကနေပြီးတော့ပန်ဘာလေးယူလိုက်လဲဆိုတာတော့ဗီဒီယိုထဲမှာတွေ့မှာပါ3ခုရဲ့ကွာခြားချက်တွေပြီးလို့ရှိရင်ပန်ဘာလို့ဒီကင်မရာကိုယူလဲဆိုတာကတော့နောက်မှဗီဒီယိုတပုတ်တက်ထပ်ပြီးတော့တင်ပေးပါမယ်ပန်လိုက်ရှာရင်နဲ့ဒီကင်မရာလေးကိုဘာမှသွားတွေ့လဲဆိုတော့ Vlog Studio ပေါ့နော်ပစုံတောင်က S-sign လေးမှာသွားတွေ့ရတဲ့ပန် S-sign မှာပဲဝယ်ခဲ့လိုက်ပါတယ်ရဲရောက်ချင်းမှာပဲပစ္စည်းလေးကိုစစ်တဲ့ပန်းအဖြူလေးလိုချင်နေရဖြစ်တဲ့အပြင်အဖြူလေးရလိုက်တော့တော်တော်လေးတော့ပျော်သွားရပေါ့နော်အနက်ထက်ပန်းအဖြူကိုပို့ပြီးတော့ကြိုက်ပါတယ်မိန်းကလေးတယောက်အနေနဲ့ဂိုင်မာလည်းဖြစ်တယ်ပြီးရင်ဒီကောင်က ZV-10 က flip screen လှည့်လို့ရလည်းဖြစ်တဲ့အတွက်တော်တော်အဆင်ပြေပေါ့နော်ပန်းတော့အဆင်ပြေလို့ပြောရမယ်သူစီမှာပါတဲ့ kit လန်းနဲ့နေတော်တော်လေးလှပါတယ်ကင်မရာရဲ့ body only ပဲကိုပန်း25သိန်း5000ဝန်းကျင်လောက်ကျတယ်ပေါ့နော်တခြား accessory တွေထပ်လိုက်ရမယ့်ဟာတွေမပါသေးဘူးပန်ကကိုလိုက်နိုင်တဲ့အမောင့်က34ပတ်ဝန်းကျင်လောက်ပဲရှိရဆိုတော့ပန်တခြားကိုထက်ကြိုက်တဲ့လမ်းတွေမိုက်တွေကတော့လောက်ကုံမှာထက်ဝယ်ဖို့ဆုံးဖြတ်ထားရဲပန်ကအနည်းဝယ်လိုက်တာက body only ကိုအရင်ဝယ်တယ်ပန်2ရက်ခွဲပြီးဝယ်လိုက်ရပါတော့နောက်ရက်ကျတော့တခြားလိုတဲ့ဟာတွေထက်ဝယ်တယ်အဲ့တော့ total ဆိုရင်ပန်ကင်မရာရဲ့တခြားလိုတဲ့အတက်ပစ္စည်းတွေထက်ဝယ်တာက34သိန်းပတ်ဝန်းကျင်လောက်ပတ်ချလေကိုရောက်သွားရပေါ့နော်နောက်ထပ်လမ်းတွေပါတွေကိုကြိုက်တဲ့ဟာတွေထက်လိုက်မယ်မိုက်တွေထက်လိုက်မယ်ဆိုရင်တော့ဒီကင်မရာရဲ့တန်ကြီးကအလုံးပေါင်း total 340ကျော်350ပတ်ချလေးမှာတော့ဖြစ်သွားပါမယ်ဒီဆိုင်မှာဆိုရင်တခြား vlogging camera လေးလည်းရှိတယ် Osmo Pocket 4တို့ဘာလို့လဲရှိရယ် Osmo Pocket 4ကကြတော့ပတ်အနေနဲ့တိတ်ပြီးမကြိုက်လို့ပန်မယူဖြစ်ခဲ့တာပေါ့နော်ဘယ်တော့ဒီကောင်လေးကိုအရင်နေရလေးလာထားပြီးသားကြိုက်လဲကြိုက်တာဆိုတော့အနေရရှိနေရနဲ့တခါတည်းငွေချေပြီးတော့ဝယ်ခဲ့ပါရဲ့ဘက်မှာလိုချင်ဆုံးကင်မရာလေး2လုံးရှိပါရဲ့အဲ့ဒီထဲကနေပြီးတော့ဒီကင်မရာလေးကိုအရင်ဆုံးဝယ်လိုက်တာပေါ့နော်နောက်တစ်ခုကိုကြတော့ပန်နောက်ထပ်စုပြီးတော့နောက်ထပ်လလေးတွေမှာဆက်ပြီးဝယ်မယ်လို့ဆုံးဖြတ်ထားပါရဲ့ vlogging camera ဝယ်တဲ့ဟာကပန်ရဲ့ vlogging channel ရဲ့အတွက်လည်းပို့ပြီးတော့အဆင်ပြေမဲ့အပြင်ပန်လုံးမဲ့အခြားလုပ်တွေအတွက်လည်းအဆင်ပြေမှာမဟုတ်လို့တခါတည်းရွေးပြီးတော့ဝယ်လိုက်တာဖြစ်ပါတယ်ဒီကင်မရာလေးအပြင်နောက်တစ်လုံးတင်တဲ့ဝယ်တဲ့အခါကျရင်လည်းပန်ဗီဒီယိုလေးပြန်ပြီးတော့တင်ပေးပါဦးမယ်ရှင်ပြီးတော့TikTok ကနေရရဲ့ပတ်စံနဲ့လည်းမဟုတ်ပါဘူး vlog ရိုက်တာကနေရရဲ့ပတ်စံလည်းမဟုတ်ပါဘူးပန်သူများစီမှာဝန်ထမ်းလုပ်ပြီးတော့ရရဲ့လစာကိုစုပြီးတော့ဝယ်ထားတဲ့ကင်မရာလေးဖြစ်ပါတယ်ပန်အရှိမလည်းအဲ့လိုပဲပေါ့နော်ကိုအလုပ်လုပ်ပြီးတော့ပစ္စည်းလေးစုပြီးတော့ဝယ်ခဲ့ရပါဒီကောင်လေးကတော့ပန်ဝယ်ခဲ့တဲ့ထဲမှာ4ခုမြောက်ပစ္စည်းလေးဖြစ်မယ်လို့ထင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုကမဆုံးသေးဘူးအဆုံးထိဆက်ပြီးတော့ကြည့်လိုက်ပါအောင်နော်256ခဲ့တယ်64ရဲ့256ရဲ့256ကဘာကိုဟောနော်256က4နာရီတဲ့4နာရီဝန်းကျင်လေးရမယ်ဒါ64ခဲ့တယ်တနာရီဝန်းကျင်လောက်ပဲရမှာအဆင်မပြေဘူးနော်ငါတို့ရဲ့အတွက်ဆိုလောဆယ်ဝယ်နိုင်တာဒါပဲဝယ်နိုင်တယ်ရော3000ကျော်တယ်အဲကြောင့်မလို့ vlog ဆိုင်ချန်နယ်ညီမလေးတွေကင်မရာဝယ်မဲ့ညီမလေးရှိရဆိုရင်လည်းဒီချန်နယ်လေးရှိရင်မေးခဲ့လို့ရပါတယ်ပန်းဒီ vlog အောက်မှာဝင်ပြီးတော့ comment လေးမှန်ခဲ့လို့ရပါတယ်ပန်းတယောက်ချင်းစီကိုအချိန်ရရင်ရသလိုဖြည့်ပေးသွားပါမယ်အသေးစိတ်သိချင်နေဆိုရင်လည်းပန်းဗီဒီယိုလေးထပ်ပြီးတော့တင်ပေးပါမယ်နော်